အားလုံးပဲမင်္ဂလာပါခင်ဗျာဟုတ်ကဲ့ကျွန်တော်ဒီနေ့မှာဆိုလို့ရှိရင်เนาะ Jade Property ရဲ့ Jade Marketplace ကနေအားလုံးကိုကြိုဆိုလိုက်ပါတယ်ခင်ဗျာဟုတ်ကဲ့ကျွန်တော်ဒီနေ့မှာဆိုလို့ရှိရင်เนาะကျွန်တော်ညံကြီးနဲ့ကျွန်တော်ကိုကျော်ကြီးတို့ညီကို2ယောက်ကနေမှကျွန်တော် home tour လေးတစ်ခုနဲ့မိတ်ဆက်ပေးခြင်းပါတယ်ဒီ home tour လေးရဆိုလို့ရှိရင်เนาะကျွန်တော်ရန်ကုန်မြို့မှာအချိန်ဟုန်နဲ့တိုးတက်ပြောင်းလဲလာတယ်ကျွန်တော်လှိုင်သာယာမြို့နယ်ထဲမှာရှိတဲ့တိတ်ဆိတ်ငြိမ်သက်ပြီးတော့အစင်တန်းမြင့်မာတဲ့ FM အင်ယာဝင်းထဲမှာရှိတဲ့လုံချင်းလေးတစ်လုံးနဲ့မိတ်ဆက်ပေးခြင်းပါတယ်ကျွန်တော်အခုမြင်တွေ့နေရတဲ့လုံချင်းမှာအထက်ကိုတစ်ချက်လောက်သွားကြည့်လိုက်ရအောင်ခင်ဗျာကျွန်တော်တို့ခုမြင်နေရတဲ့အခန်းကကျတော့ဝင်ချင်းကျွန်တော်တို့ဘယ်ဘက်ချမ်းကဒါ living room ပဲဖြစ်ပါတယ်ဒီခန်းကျတော့ living room ရဲ့ကက်ရဲ့ dining room ပဲဖြစ်ပါတယ် dining room အခန်းလေးကတော့တော်လေးကိုကျယ်တယ်ဗျဒီခန်းကျတော့ကျွန်တော်တို့အိမ်ထဲကိုဝင်ချင်းညာဘက်ချမ်းက master bedroom ပဲဖြစ်ပါတယ်ဒါကတော့ kitchen မှာ cabinet တွေအားစအောက်မှာတေချာလေးကိုပြင်ဆင်ပေးထားတာကိုကျွန်တော်တို့တွေ့ရတယ်ဒီခန်းလေးကကျတော့ကျွန်တော်တို့ single room လေးပဲဖြစ်ပါတယ်ဗျသူတို့ရဲ့ဒီအခန်းတွေမှာဆိုလို့ရှိရင်လည်းကျွန်တော်တို့ single room တွေအများကြီးဖွဲ့ပေးထားတယ်အခုဒီခန်းကကျတော့ဒါကျွန်တော်တို့အခန်းကျယ်တစ်ခန်းပေါ့နော်အခန်းကျယ်ကိုမှတော်တော်လေးကျယ်တယ်ကျွန်တော် studio room တွေပါတယ်ကျွန်တော်တို့လုပ်လို့ရတယ်ဒါလေးကကျတော့ dining room လေးပါဗျကျွန်တော်တို့ border လေးကိုတစ်ချက်သွားကြည့်လိုက်ရအောင်အခုမြင်ခွဲရတော့ကျွန်တော်တို့ဒါလှေကားကနေတက်ချင်းအပေါ်တက်ကအခန်းအဖွဲတွေရဲ့အနေအထားလေးပဲဖြစ်ပါတယ်အခန်းဖွဲတွေကတော့တော်တော်လေးများတယ်လက်ရှိမြင်တွေ့နေရတဲ့အခန်းကကျတော့ဒါ living room ပေါ့နော် living room အခန်းကလည်းတော်တော်လေးကိုကျယ်တယ်ဗျဒါကြတော့ဒီ living room ရဲ့ဘေးကကျွန်တော် master bedroom ပဲဖြစ်ပါတယ် master bedroom မှာဆိုလို့ရှိရင်လည်း runner ကြီးထုတ်ပေးထားတယ်ဒါကြတော့အခန်းရဲ့မျက်နှာချင်းဆိုင်မှာရှိတဲ့ master bedroom ပဲဖြစ်ပါတယ်ဒီအခန်းနေရာကြတော့ကျွန်တော်တို့ဒီအိမ်မှာဖွဲ့ပေးထားတဲ့ master bedroom တွေအကုန်လုံးကလုံးဝကိုအခန်းအကျယ်ကြီးတွေပဲကျွန်တော်တို့တွေ့ရတယ်ပေါ့လေနော်ဒီအခန်းကကြတော့ဒါဖျားခန်းဖြစ်ပါတယ်ခင်ဗျဖျားခန်းကလည်းတော်တော်လေးကိုအခန်းအကျယ်ကြီးနဲ့နေရာ speed တော်တော်ကျယ်လေးကိုဖွဲ့ပေးထားတာကိုကျွန်တော်တို့တွေ့ရတယ်โอเคဒီနေရာလေးဆိုလို့ရှိရင်เนาะကျွန်တော်တို့ FM ရဲ့နာမည်ကြီး finger lake အနီးမှာတည်ရှိတဲ့နေရာကောင်းတောက်ွက်လေးပဲဖြစ်ပါတယ်ကျွန်တော်တို့ဒီ channel ရဲ့အကျယ်ဝန်းဆိုလို့ရှိရင်เนาะ125 square feet အကျယ်ဝန်းရှိပါတယ်ကျွန်တော်တို့အင်းရဲ့အမျိုးအစားကြတော့ RC နှစ်ထပ်အမျိုးအစားပဲဖြစ်ပါတယ်ပိုင်ဆိုင်မှုကကျတော့ဂရန်အမီပေါက်ပေါ့เนาะကျွန်တော်တို့ဒီအယောင်ဈေးလေးရဆိုလို့ရှိရင်တော့3ပေါင်း8000ခွဲဆိုပြီးတော့အယောင်ဈေးလေးဖွင့်ထားပါတယ်ခင်ဗျအဲ့တော့ကျွန်တော်တို့ဒီအိမ်လေးကိုစိတ်ဝင်စားလို့ဆက်သွယ်စုံစမ်းခြင်းနဲ့ဆိုလို့ရှိရင်เนาะကျွန်တော်တို့အောက်ဖော်ပြပါဖုန်းနံပါတ်တွေကိုဆက်သွယ်ပြီးတော့မေးမြန်းစုံစမ်းနိုင်ပါတယ်ခင်ဗျအဲ့တော့ကျွန်တော်တို့ရဲ့ home tour လေးကတော့ဒီမှာပဲနှုတ်ဆက်ခြင်းပါတယ်ကျွန်တော်နောက်ပိုင်းမှာပြန်လည်ပြီးတွေ့ဆုံပါမယ်ခင်ဗျအဲ့တော့ကိုကျော်ကြီးကျွန်တော်တို့ရဲ့ဂျေးရဲ့ဆောင်းဖို့ဖြစ်တဲ့ဂျေးနဲ့ချိတ်ရှိရင်ချိတ်လို့ရပြီ